အားလုံးပဲမင်္ဂလာပါဒီသုံးလုံးလမ်းလေးစကူကနေအားလုံးကိုပြန်လဲကြိုဆိုပါရစေဒီနေ့ဆရာတို့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ကလေးတွေရဲ့ protein မှန်းချက်လေးတွေပေါ့နော်သူတို့ဖြစ်ရှင်တာလေးတွေရဲ့ပြီးတော့မိဘတွေရဲ့ပေါ့နော်မိဘတွေရဲ့ဖြစ်စေခြင်းတဲ့ဒီစံနာတွေပေါ့နော်ဒါတွေကဒီထပ်တူမကြတဲ့အခါမှာတယောက်နဲ့တယောက်ပေါ့နော်ဒီမိဘနဲ့သားသမီးချာမှာပွတ်တိုက်မှုလေးတွေဖြစ်ကြတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးတွေကိုဘယ်လိုမျိုးဖြည့်ရှင်းကြမလဲပေါ့နော်အခုခေတ်မှာဖြစ်များနေတဲ့အကြောင်းအရာလေးတွေကိုဒါလေးတွေကိုဆရာတို့နဲ့အတူတူလိုက်ပြီးဆွေးနွေးကြည့်အောင်နော်ကဲအားလုံးပဲစလိုက်ကြတာပထမဆုံးအနေနဲ့ဆရာဆွေးနွေးရမယ်ဆိုရင်အဓိကရဲ့ဆရာရဲ့အတွေ့အကြုံရဒီ experience အတွေ့အကြုံရယူဆချက်ရပြောရမယ်ပေါ့ဆိုရင်ပေါ့နော်ဒါကတော့ဆရာတို့တယောက်တည်းအမြင်ရပြောရမယ်ဆိုရင်မျိုးဆက်ကွာဟာချက်ကလည်းအဓိကကြမယ်လို့ထင်တယ်ပေါ့နော်အမြင်မတူတာပေါ့လည်းပြောရရင်တော့ဒီဆရာတို့ခေတ်တုန်းကလူကြီးမိဘတွေရဲ့အယူအဆနဲ့ပေါ့နော်ခုခေတ်ကလေးတွေရဲ့အယူအဆတွေကကွဲပြားသွားတာတွေကလည်းအဓိကကြမယ်လို့ထင်တယ်ပေါ့နော်ဒါလိုချက်ပေါ့ဘယ်လိုမျိုးပြောရမလဲဆိုဥမာပြောရမယ်ဆိုရင်ဆရာတို့ဒီလက်ထက်တုန်းကပေါ့နော်ဆရာတို့ရဲ့မိဘတွေကကြတော့ဒီဘေးကင်းပြီးတော့ဒီပေါ့နော်လုံခြုံမှုရှိရပေါ့နော်အသက်မွေးဝမ်းကြောင်းတစ်ခုပေါ့နော်အာမခံချက်ရှိတာကိုပို့ပြီးတော့ဦးစားပေးကြရလို့ထင်တယ်ပေါ့နော်ဥပမာပြောရရင်တော့ကိုမွေးလာတဲ့သားသမီးကိုဆရာဝန်ဖြစ်စေချင်တာမျိုးနော်ဒါမှမဟုတ်ဘူးဆိုရင်လည်းဒီ engineer ပေါ့နော်တခုပေါ့ဒါမှမဟုတ်ဘူးဆိုရင်လည်းဘွဲရပြီးတော့နော်ဒီမျိုးတောင်းတတာနဲ့ပေါ့နော်ရုံးစရေးလို့ဖြစ်တာမျိုးပေါ့နော်ဒီငြိမ်အေးချမ်းတဲ့ဒီဘဝကိုဖြစ်တန်းတာမျိုးကိုပို့ပြီးတော့စံနာရှိကြတယ်ပေါ့နော်ဒါကတော့ဒီဆရာတို့ရဲ့ဒီမိဘတွေရဲ့အယူအဆတွေပေါ့နော်ဟုတ်ပြီဒါတစ်ဖက်ကပြန်ပြီးပြောကြည့်အောင်နော်ဒီတစ်ဖက်ကအခုလက်ရှိဆရာတို့ရဲ့အခုရင်ဆိုင်နေရတဲ့ဒီ generation Z လို့ခေါ်တဲ့ဒီကလေးတွေပေါ့နော်ဒီကလေးတွေကကြတော့ဘာအဓိကသူတို့ကဖြစ်ကြလဲဆိုတော့သူတို့ရဲ့ဒီဝါသနာတွေပေါ့နော်ပြီးတော့သူတို့ရဲ့ဒီပျော်ရွှင်မှုတွေသူတို့ကပို့ပြီးတော့အလေးထားကြတယ်ပေါ့နော်လဲပြောရမယ်ဆိုရင်တော့အခုခေတ်မှာဆရာတို့ဘာလဲဆိုတော့ခါကျတော့ဒီ gamer ဘိုင်းတွေပေါ့နော် gamer လုပ်တဲ့ဟာတွေကိုဆရာတို့ပို့ပြီးတော့ဦးစားပေးကြတယ်ပေါ့နော်ဒီ gamer လုပ်တဲ့နေရာတွေမှာဘာရှိလဲဆိုတော့ဒီ streamer ဖြစ်အောင်ကြိုးစားတာမျိုးတွေเนาะဒါမှမဟုတ်ဆိုရင်ဒီ game developer ဖြစ်အောင်လုပ်တာမျိုးတွေเนาะအထူးသဖြင့်တော့ခုခေတ်မှာဒီခေတ်စားနေကြတယ်မြန်မာနိုင်ငံမှာခေတ်စားနေကြတယ် mobile legend လိုဟာမျိုးတွေတို့ပြီးတော့ PUBG လိုဟာမျိုးတွေပေါ့နော်ဒီလိုတွေမှာပို့ပြီးတော့အားတန်ကြတယ်ပေါ့နော်တချို့တွေကြတော့လေ TikTok လိုမျိုးဒီ social platform တွေကနေပြီးတော့ထိုးပေါက်ဖို့အတွက်လည်းကြိုးစားလာကြမျိုးရှိပေါ့နော်ဒါတွေကကြတော့ဆရာတို့ရဲ့ဒီမိဘတွေပေါ့နော်အရင်လက်ထက်တွေမှာရှေးဦးဆွဲမိဘတွေလက်ထက်မှာမရှိခဲ့တဲ့ဒါပြောရမယ်ဆိုရင်တော့အတမွေးရန်ကြောင်းမှုဆိုင်ရာလုပ်ငန်းတွေဖြစ်တယ်ပေါ့နော်အဲကြတော့အခုကြတော့ဒီတမွေးရန်ကြောင်းလုပ်ငန်းဆိုင်ရာတွေဒါအစ်စ်သဘောမျိုးဖြစ်နေတာပေါ့နော်အဲကြတော့မိဘတွေအနေနဲ့ကလည်းဒီဟာနော်လက်ခံမှုတွေလည်းခက်ခဲရလေးရှိကောင်းရှိတာပေါ့နော်သားသမီးတွေဘက်ကကြည်ကြတယ်ဒါမိဘတွေကိုပြန်ပြီးတော့ပြောရမျိုးလည်းရှိကောင်းရှိတာပေါ့နော်အဲကြဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ပေါ့နော်အဲကြဆရာတို့ကနည်းနည်းလေးပြောပြချင်တာလေးရှိတယ်ပေါ့နော်ပထမဦးဆုံးမိဘတွေကိုပြန်ပြီးတော့ကြံ့ကြံ့ပေးချင်တာပေါ့နော်မိဘတွေပြောပြချင်တာပေါ့အဲကြတော့ဒီကိုယ့်ရဲ့သားသမီးကပေါ့နော်တကယ်ပဲဒီဂိမ်းမှာပေါ့နော်အောင်မြင်တဲ့ဂိမ်းမှာတယောက်ဖြစ်ရှင်တာလားပေါ့နော်ဒါကိုရင်ဆုံးအကဲခတ်ဖို့လိုတယ်ပေါ့နော်ဒါမှမဟုတ်ခဲ့ဘူးဆိုရင် तू ကဒီဂိမ်းစောခြင်းကိုတက်နေပဲ तू ကပြောနေရလားပေါ့နော်အဲ့ဒါမျိုးပေါ့နော်ချက်ချင်းတန်းပြီးတော့လေကိုကဒါဂိမ်းစောခြင်းလို့ပဲပြောရဲဆိုပြီးတော့လေဒါကိုမတတ်မလိုက်နဲ့ပေါ့နော်တန်းပြီးတော့လေကိုမဆုံးဖြတ်ချက်မချနိုင်နဲ့ဒါသူ့ရဲ့ဒီပေါ့နော်ရွေးချယ်မှုကမှန်ကန်မှုရှိလားမရှိလားကိုကဒီစိတ်ရှိလက်ရှိတော့ဒီစောင့်ကြည့်ပြီးတော့လိုရတယ်ပေါ့နော်ဒါလေးတစ်ချက်ပေါ့နော်နောက်တစ်ချက်ကကျတော့ဒီကိုယ့်ရဲ့ဒီပေါ့နော်ကလေးတွေကိုလည်းနားလည်အောင်ပြောဖို့လိုတယ်ပေါ့နော်ဘယ်လိုလဲခါကျတော့ကိုတွေကဒီဆရာဝန်တို့ဒီထားပါတော့နော်တခြားတန်မိုးရန်ကြောင်းဆိုင်ရာပေါ့နော်ဒီຢာတွေဖြစ်စေခြင်းနဲ့ဆိုတာကကိုကနောင်ရေးကိုစေရေးအောင်အတွက်ဒီသားသမီးတွေကိုမေတ္တာတရားနဲ့ဆုံးမရဲဆိုတဲ့အကြောင်းလေးကိုလည်းနားလည်အောင်ပြောသိချင်တယ်ပေါ့နော်ဥပမာပြောရရင်တော့ကိုကသားသမီးကိုငါဖြစ်ချင်တာဒါပဲမင်းဒါပဲဖြစ်အောင်လုပ်ရမယ်ဒါကိုဒါပဲလုပ်ရမယ်ဆိုတဲ့ဒီလမ်းမျိုးတဲ့ဆိုင်နော်ဖေတို့မီတို့ကဒါသားတို့သမီးတို့စိတ်ပူလို့တဲ့ကြောင့်မလို့ဒီလိုမျိုးအာမခံချက်ရတဲ့ဟာကိုတော့ဖြစ်စေချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးရှားသိချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးညှိနှိုင်းလေးဖြစ်စေချင်တယ်ပေါ့နော်အဲကြတော့ဒီလိုမျိုးညီနိုင်ပြီးတဲ့အခါမှာဆိုရင်ကိုကသူတို့တွေကတကယ်ပဲတေးကြအောင်ဂိမ်းမဖြစ်နေတာတေးကြပြီဆိုရင်တော့ဘာပဲဖြစ်နေပေါ့နော်ကိုယ့်ဘက်ကလည်းဒါအာမခံရည်တောင်းအောင်ပေါ့နော်
ဥပမာအခြေခံအဆင့်တစ်ခုလောက်ပေါ့နော်ဘွဲတစ်ခုရအောင်တော့အောင်မြင်အောင်တော့လုပ်ပါဒါမျိုးလေးပေါ့နော်စီကံချက်လေးပေးတင်တယ်ပေါ့နော်အဲ့လိုမျိုးစာသင်နည်းတွေလည်းဂိမ်းကိုလည်းစူးစမ်းမယ်ဆိုရင်ဒါစူးစမ်းလို့ရတယ်အဲ့လိုလေးလမ်းဖွင့်ပေးပေါ့နော်ဒါပေမဲ့ကိုကလည်းတခုတော့သူတို့ဗာပေးရမယ်ဆိုရင်ဒီဝါသနာပါလေးကလုံးနေမှတည်းနဲ့ကိုကဒီ trial period လို့ခေါ်တဲ့ဒီစမ်းသပ်တဲ့ကာလပေါ့နော်ဒီတစ်ခုကိုလည်းပေးပြီးတော့အခွင့်အရေးလည်းပေးတင်တယ်ပေါ့နော်သူတို့အခွင့်အရေးတစ်ခုတော့ပေးကြည့်တယ်ပေါ့နော်ဒါမှသာဒီသားသမီးနဲ့မိဘဆိုတာကအတူတူပေါ့နော်ဒါလက်တွဲညီပြီးတော့အဆင်ပြေမယ်လို့ယူဆတယ်ပေါ့နော်တကယ်တော့သားသမီးတွေဆိုတာလည်းဒီမိဘတွေရဲ့ဒီလည်းပြောမယ်ဆိုတော့အိမ်မက်တွေကိုမိဘတွေတော့မဖြစ်ခဲ့တဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ဒီပေါ်ပေးရမယ်ဒီစိတ်အမျိုးအစားတွေလည်းမဟုတ်ပါဘူးเนาะမိဘတွေကတကယ်တော့ဒီသားသမီးတွေရဲ့ရှေ့ကိုထုံနေကောင်းမယ်လိလူရှုမဲ့လူတွေလည်းမဟုတ်ဘူးဆိုတာကိုလည်းသားသမီးတွေသိစေချင်တယ်ပေါ့နော်ဒါနှစ်ဦးနှစ်ဖက်ကိုမျှပြီးပြောတာပေါ့နော်အဓိကတော့ဘာလို့အောင်မလဲဆိုရင်ပုံမှန်လင်းလင်းပြောဆိုပါဆက်သွယ်ပါเนาะအဲ့ဒါဒီ open communication ကတော့အဓိကထားပြီးလိုအပ်တယ်ပေါ့နော်ပြီးတော့မိဘတွေကိုလည်းဒီခရီးစီချောင်းကိုလည်းကိုကလေးလာဖို့အတွက်လည်းလိုအပ်တယ်ပေါ့နော်ပြီးတော့ဆိုဒီဝါသနာပါတဲ့ကိုယ့်ရဲ့လုံပါနော်ဒီထူးချွန်သွားခဲ့မယ်ဆိုရင်ဘယ်လိုမျိုးအောင်မြင်နိုင်နေဆိုတာကိုလည်းဒါတော့ဒီတက်တည်ပြဖို့အတွက်လည်းလိုအပ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ဗာပြောချင်တာလေဆိုတော့ခါကျတော့ဒီအပြန်အလှန်မေးခွန်းလေးတွေလည်းမေးတင်တယ်ပေါ့နော်ကိုမိဘတွေကလည်းကိုယ်တိုင်လည်းကိုလည်းပြန်ပြီးတော့မေးတင်တယ်သားသမီးတွေစိတ်ကြွသက်တွေနေနေလဲဒါကိုယ့်ရဲ့အတွေးခေါ်ယူဆတွေကမှန်လားမှားလားမိဘတွေပြောတာမှန်လားဒါမှမဟုတ်ဆိုရင်ကိုယ်တွေတွေးခေါ်တွေကတွေးခေါ်ပုံကြီးတွေကလွဲမှားနေပြီလားပေါ့နော်ဒါတွေကိုတော့ဘယ်လိုလုပ်ရမလဲဆိုရင်မိကုန်းတွေအပြန်အလှန်မေးပြီးတော့ဒါညှိနှိုင်းယူရင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်အဲ့ကြတော့ပထမအဦးဆုံးကဘာလဲဆိုတော့ဒီဂိမ်းမာလမ်းကြောင်းကိုကိုကရွေးချယ်လိုက်မယ်ဆိုရင်ပေါ့နော်ဘယ်လောက်ထိအောင်မှဒီနောက်9နှစ်ပေါ့နော်ဥပမာ10နှစ်ကြာသွားမယ်ပေါ့တခုဖြစ်ခဲ့မယ်ဆိုရင်ကိုယ့်ရဲ့ဒီသားသမီးတွေအောင်နော်ကိုယ်တိုင်စဉ်းစားပေါ့နော်ငါဒီဂိမ်းကိုစော်ခဲ့လို့ပေါ့နော်ဘလို့နေထားတစ်ခုပေါ့နော်ဘလို့နေရာမျိုးမှာရောက်နေနိုင်မလဲပေါ့နော်ဥပမာမဟုတ်ခဲ့ဘူးဆိုရင်ဂိမ်းမဲထိုင်စော်ပြီးတော့အချိန်ဖြုံးနေမယ်ဘာမှလည်းပညာလည်းမရှိခဲ့ဘူးเนาะကိုကဒီလိုမျိုး level တစ်ခုလည်းမရဘဲနဲ့ဒီတိုင်းတစ်ခုပဲနေနေမယ်ဆိုရင်တော့ဒါကိုပြန်ပြီးစဉ်းစားသင့်ပြီပေါ့နော်နောက်တစ်ချက်ကတော့ဒီလောက်ကနေကိုကတော့ဝင်ငွေဘယ်လောက်ရတယ်ဆိုတာကိုဒီကမိဘတွေကိုသက်သေပြဖို့အတွက်လည်းလိုအပ်တယ်ပေါ့နော်အခုမှဆိုလဲအောင်မြင်တဲ့လူတွေလည်းအများကြီးရှိနေရတယ်ရှိရပေါ့နော်ဒီ streamer လုပ်ပြီးတော့ရနေတဲ့ဟာတွေလည်းအများကြီးရှိတယ်ဂိမ်းကိုလည်းတချို့ကတော့ဒီ pro gamer တွေအနေနဲ့လုပ်နေတာမျိုးတွေလည်းရှိအများကြီးပါပဲပေါ့နော်အဲ့လိုမျိုးတွေကိုကဖြစ်နိုင်မှာမလားကိုယုံကြည်ချက်ရှိတာပေါ့နော်ဒါလည်းကိုပြန်ပြီးတော့စဉ်းစားသင့်တယ်ပေါ့နော်ပြီးတော့ကျတော့ဒီလိုလမ်းကြောင်းမျိုးတွေမှာကိုကအခက်အခဲတွေပါတယ်ရှိနေတယ်เนาะဒီ trainer လုပ်ဖို့အတွက်လည်းကိုကဒီလိုအပ်နေပြီလားเนาะသင်တန်းနည်းပြတွေပိုင်းငှားဖို့အတွက်လိုအပ်နေပြီလားလေ့လာဖို့လိုအပ်နေပြီလားမိဘတွေရဲ့ပံ့ပိုးမှုကကိုယ့်ရဲ့မိဘတွေရဲ့ပံ့ပိုးမှုကဘယ်လောက်ရှိနိုင်မလဲဒါတွေကိုလည်းတွက်ချက်တင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ခဲ့ဘူးဆိုရင်တော့ကိုကဒီမဖြစ်နိုင်တာကြီးကိုဆွတ်လုံနေရတယ်အချိန်ဖြုံးနေရတယ်တူသွားလိမ့်မယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဒီမိဘတွေရဲ့စိုးရင်ပူပန်မှုပေါ့နော်မိဘတွေကတော့ဟုတ်ပါတယ်သူတို့ရဲ့ဒီစိတ်ထဲမှာတော့ဒီကိုယ့်ရဲ့သားသမီးကဒီဆရာဝန်တို့အင်ဂျင်နီယာတို့ဖြစ်တယ်ဆိုတာကအဓိကပြန်စဉ်းစားရမှာနော်ကိုကဂုံရှိဖို့အတွက်ပဲလားဒါမှမဟုတ်ခဲ့ဘူးဆိုရင်ဒီကိုသားသမီးရဲ့ဒီပေါ့နော်ဒီနောက်ရေးတွေကိုစိတ်ရေးဖို့အတွက်လားဒါလေးတွေလည်းစဉ်းစားမယ်နော်နောက်တစ်ခုကသားသမီးရဲ့ဒီကောင်းမွန်ရက်တည်နိုင်ခဲ့မယ်ဆိုတာသိကြတယ်ဆိုရင်ကိုသားသမီးလည်းပျော်ရွှင်မှုလည်းရမယ်သူလည်းဒီပေါ့နော်စိတ်ချမ်းသာမှုတွေလည်းရပြီးတော့သူ့ရဲ့တန်ဖိုးရမ်းကြောင့်လည်းစိတ်ရမယ်ဆိုရင်ဒါကိုကလည်းခွင့်ပြုပေးရမယ်ပေါ့နော်ဒီလိုစိတ်ဓာတ်မျိုးလည်းကိုကထားနိုင်အောင်ပဲနော်ဒီလိုမျိုးစိတ်ဓာတ်တွေကိုလည်းကိုကကြိုတင်ပြီးတော့ပြင်ဆင်ထားတင်တယ်ပေါ့နော်အကြောင်းမလို့နှစ်ဦးနှစ်ဖက်ပေါ့နော်သားသမီးဘက်ကပဲဖြစ်ဖြစ်မိဘဘက်ကပဲဖြစ်ဖြစ်ကိုကပေါ့နော်ဒီအချိန်တစ်ခုလေးတတ်မှတ်ပေါ့နော်ဟိုမှာ6လတော်လကောင်တစ်နှစ်တော်လကောင်ဒါမှမဟုတ်ဆိုရင်ဘယ်လောက်အတွင်းမှာအားလက်တဲ့အချိန်တွေပေါ့နော်ပညာရေးအားလက်တဲ့အချိန်ကာလမျိုးတွေမှာပေါ့နော်ဘယ်လိုမျိုးဒီပေါ့နော်ဂိမ်းမာတစ်ခုပဲဖြစ်ဖြစ်ကိုဝါသနာပါရတစ်ခုဖြစ်ပေါ့နော်ဘယ်လောက်ဒီအာမခံချက်ရှိနိုင်မလဲဆိုတာကိုနှစ်ဦးနှစ်ဖက်ပေါ့နော်ဒါလေးတွေကိုတွေ့ဆုံဆွေးနွေးကြရင်လည်းအဖြေရှာကြဖို့အတွက်လည်းတိုက်တွန်းခြင်းပဲပေါ့နော်နောက်ထပ်လေးပြောပြချင်တာကတော့ဒါကတော့မြန်မာပြည်မှာနေဒီအောင်မြင်ခဲ့တယ်ပေါ့နော်တည်ခဲ့ပြီးသားပါနော်ဒီ PUBG Mobile လို့နော်အဓိကတော့ဘုတ်တလောကမှာဒီ PUBG Mobile ပေါ့နော်ဒီကမ္ဘာချန်ပီယံပေါ့ဒါဖြစ်သွားတဲ့အကြောင်းအရာလေးတွေပေါ့နော်ဒါလေးတွေကလည်းဆရာတို့ဒါတီးပြီးသားတွေလို့ဖြစ်မှာပေါ့နော်ကလေးတွေတော့များတော့တည်တယ်ပေါ့နော်ဒါပေမဲ့မိဘတွေအတွက်ကတော့မတည်ရလည်းဖြစ်ပါပေါ့နော်PMGC ပေါ့နော်2024တုန်းကဒီမှာနော်ဒီ Falcon Space ဆိုတဲ့ဒီဟာကပြောချင်တဲ့သဘောတရားမြန်မာကုံဆောင်နော်ဒီချန်ပီယံပွဲကိုနော်ကမ္ဘာချန်ပီယံပွဲကိုရရှိခဲ့တာပေါ့နော်
အဲကြတော့သူတို့စုကြီးငွေတွေဆိုရင်ဒါဒေါ်လာတွေကိုတန်းချီပြီးတော့ရတာပေါ့နော်ဒါတွေကိုတချို့မိဘတွေကမသိတဲ့ခါကျတော့ဒီသားသမီးတွေခွင့်ပြုတာမျိုးတွေလည်းရှိတာပေါ့နော်အဲကြဒါလေးတွေကိုလည်းမိဘတွေနားလည်အောင်ဒါဆရာပြောပြခြင်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့လိုလူမျိုးတွေဖြစ်ဖို့အတွက်ဆိုတာလည်းလွယ်လွယ်နဲ့ဖြစ်ခဲ့ရတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်ဘာလို့ပြောရမလဲဆိုရင်သူတို့တွေဆိုရင်ဒါအချိန်မှန်အိပ်ရမယ်အချိန်မှန်စားရမယ်အချိန်မှန်လေ့ကျင့်ရမယ်ပေါ့နော်အဓိကပျော်လို့ဆိုရတဲ့ဆိုင်တော့ဒီအလုပ်ကိစ္စတစ်ခုတောင်းဝင်တစ်ခုလိုကိုလူမျိုးစူးစမ်းမှုရှိမှသာအောင်မြင်မယ်ဆိုတဲ့အကြောင်းကိုလည်းဒီကိုယ့်ရဲ့သားသမီးကိုနားလည်အောင်ပြောပြရမယ်ပေါ့နော်ဒီသားသမီးတွေကလည်းကိုယ်ဂိမ်းမတယောက်ဖြစ်ချင်နေဆိုရင်ဒီလိုမျိုးလုပ်ရမယ်ဒီလိုမျိုးစူးစမ်းလုပ်ရမယ်ဆိုတာတွေကိုလက်ခံရမယ်ပေါ့နော်ဘာလို့လဲဆိုတဲ့ခါကျတော့ကိုကခဏတစ်ဖြုတ်တော့လုပ်လိုက်မယ်နောက်ပြီးတော့ရင်ဒီဂိမ်းမကိုရက်တက်လိုက်မယ်ဆိုတာမျိုးလုပ်လို့မရဘူးပေါ့နော်ကိုတကယ်လုပ်တော့မယ်ဆိုရင်အဆုံးထိအောင်စူးစမ်းရမယ်ဆိုတာတွေကိုလည်းဒါကိုယ့်ရဲ့ခေါင်းထဲမှာပေါ့နော်စကြဝဠာကလေးတွေနဲ့ထည့်ထားတင်တယ်ပေါ့နော်အကြောင်းမလို့ဒါကတော့ဆရာတော်ဂျာကနေပြီးတော့မိဘတွေနဲ့ခုခေတ်เนาะမိဘတွေရဲ့ဒီသားသမီးတွေရဲ့ဂျာမှာဖြစ်နေတဲ့ပြဿနာလေးတွေကိုညှိနှိုင်းဆွေးနွေးဖို့အတွက်အကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့သားသမီးချင်းတွေကိုကိုယ့်ရဲ့မိဘတွေကအသိဆုံးဖြစ်မှာပါထို့နည်း၎င်းပဲကိုယ့်ရဲ့သားသမီးတွေကလည်းကိုယ့်မိဘချင်းတွေကိုကိုယ်တိုင်နားလည်ဆုံးဖြစ်မှာပေါ့နော်ဆရာကတော့ဂျာရဲ့အကြံဉာဏ်ပေးခြင်းဖြစ်ပါတယ်ကဲလိုအပ်တာတွေရှိသွားခဲ့ပြီဆိုရင်လည်းအားလုံးပဲခွင့်လွှတ်ပေးဖို့အတွက်လည်းဆရာတောင်းပန်ပါတယ်အဲကြတော့ဆွေးနွေးချင်တာလေးရှိနေကွန်မန့်မှာဆက်ပြီးတော့ရေးခဲ့လို့ရတယ်ပေါ့နော်ကဲအားလုံးပဲဆင်ပြေကြပါစေနောက်မှပြန်တွေ့ကြတာပေါ့